လွန်ခဲ့တဲ့ပိုင်းမှာမူချန်တို့နဲ့အဖွဲဖွဲ့ပြီးတိုက်ခိုက်တဲ့အဖွဲ၃ဖွဲကတကူကောင်းဆန်ပြီးတော့ရှိုမြောင်ရဲ့အောက်ဘက်ခြမ်းကိုဆင်းသွားတာဝိညာဉ်မြင်ရုပ်တွေနဲ့တွေ့ရတယ်။သူတို့ကမတိုက်နိုင်ပဲနဲ့အနောက်ကိုပြန်ပြီးဆုတ်လာတယ်။နောက်ဆုံးမှာတော့ဝိညာဉ်မြင်ရုပ်၈ကောင်လုံးကမူချန်ရဲ့လော့လီရဲ့လက်ချက်ကြောင့်ဇီဝင်ချုပ်သွားရတယ်။ဗီဒီယိုလေးမစခင်ကျွန်တော် like and subscribe နှိပ်ပေးပါအားလုံးကျေးဇူးတင်ပါတယ်။ဒါချက်တစ်ချက်တည်းနဲ့ကောင်းကင်ကူပြောင်းခြင်းနောက်ဆုံးအဆင့်ကိုရောက်နေတဲ့ဝိညာဉ်မြင်ရုပ်ကိုတပ်ပစ်လိုက်တဲ့လော့လီကိုမူချမ်းအပြင်ကိုကြံတဲ့လူတွေအကလုံးပါအံ့ဩသိနေကြတယ်။အဖွဲ၃ဖွဲကလူတွေကလည်းခဏတော့သူတို့စီစဉ်ထားတာကဝိညာဉ်အလင်းတန်းတွေတွက်ပြန်လို့ဖို့ဒါပေမဲ့လော်လီရဲ့စွမ်းရည်ကိုကြည့်ပြီးတယောက်မျက်နှာတယောက်ကြည့်ကြတယ်။ပြီးတော့ဒီကနေဘာမှမပြောဘဲနဲ့ထွက်သွားလိုက်ကြတယ်။လော်လီကလေပေါ်ကနေဆင်းသက်လိုက်တယ်။ပြီးတော့လည်းသူ့ရဲ့လက်ထက်မှာရှိနေတဲ့ဝိညာဉ်အလင်းတန်း၈ခုလုံးကိုမူချန်စီကိုကမ်းပြီးပေးလိုက်တယ်။မူချန်ကသူ့စီကိုရောက်လာတဲ့ဝိညာဉ်အလင်းတန်း၈ခုလုံးကိုဖမ်းယူလိုက်တယ်။အကလုံးကမီးလိုပဲနေရဲနေရောဒီအလင်းတန်း၈ခုကဒီမှာရှိနေတဲ့ဝိညာဉ်ဥတွေရဲ့အကလုံးနဲ့တော့စွမ်းအားပို့ပြီးတော့များတယ်။မူချန်ကအန်းရန်တို့ကိုပြောတယ်။ငါတို့ဒီဝိညာဉ်မြေယုံ၈ခုရဲ့အလင်းတန်းတွေကိုအတူတူခိုးဝေရအောင်ပထမတစ်ချက်တော့အန်းရန်တို့ကစိတ်လှုပ်ရှားသွားတယ်။ပြီးတာနဲ့ခေါင်းခါပြီးတော့ပြောတယ်။ငါတို့ကနေတို့ကိုလမ်းမဲ့ပြပေးတာဒီခရီးတစ်လျှောက်တုန်းမှာငါတို့တွေကနေတို့ကိုဘာမှမကူညီပေးနိုင်ခဲ့ဘူး။အဲ့ဒါကြောင့်အဲ့ဒီဝိညာဉ်မြေယုံရဲ့အလင်းတန်း၈ခုကိုတော့ငါတို့ကိုဝေစုမပေးနဲ့တော့တကယ်လို့နေအဆင်ပြေမယ်ဆိုရင်ငါတို့ရထားတဲ့ဝိညာဉ်အလင်းတန်း800ထဲမှာတဝက်ကိုတော့ငါတို့ယူလို့ရမလားမူချန်ကတစ်ချက်တိတ်ဆိတ်သွားတယ်ပြီးတာနဲ့ဘာမှမပြောဘဲနဲ့ဝိညာဉ်မြေယုံအလင်းတန်း၈ခုကိုသူကတင်လိုက်တယ်ပြီးတော့အန်းရန်ကိုပြောတယ်ဒီဝိညာဉ်အလင်းတန်းအခု800ကိုတော့နတို့ဘာသာနတို့ခွဲဝေလိုက်တော့ငါရဲ့အကြံကိုတော့နေတို့မငင်းနဲ့ဒီဝိညာဉ်အလင်းတန်းနယ်မြေကငါတို့အတွက်ပထမဆုံးအချိန်လာဘူးတာကြောင့်ရင်းနှီးကြောင်းဝင်မှုမရှိဘူးဒါကြောင့်နတို့ရဲ့အကူအညီကိုလိုအပ်နေတုံးပဲပြောဆိုပဲမူချန်ကဝိညာဉ်အလင်းတန်း800ကိုအန်းရန်တို့ကိုပေးလိုက်တယ်မူချန်ရဲ့ရက်ရော်မှုကြောင့်အန်းရန်တို့ကတော်တော်လေးပျော့သွားတယ်ပြီးတာနဲ့မူချန်ကပြောတယ်တွားကြစို့ဒီနေရာမှာဆက်ပြီးနေရင်လည်းငါတို့အတွက်ဘာမှထူတော့မှာမဟုတ်ဘူးမူချန်ရဲ့စကားကိုအန်းရန်တို့ကလည်းထောက်ခံလိုက်တယ်ပြီးတော့ဒီကနေတို့ကပြန်ထွက်သွားတယ်ဒါပေမဲ့ဘာမှမသွားလိုက်ရဘူးတို့ရဲ့အရှိန်တွေကိုရှော့ပြီးတော့တောင်ဆောင်လေးတစ်ခုပေါ်မှာရပ်လိုက်တယ်အရှိဘက်မှာလှမ်းမြင်နေရတဲ့မြင်ကွင်းကတော့လူတအုပ်စုလဲနေတယ်ပြီးတော့နှာခေါင်းကပါဇက်ကနေလည်းတွေးတွေကြားနေတယ်အဲ့ဒီလူတွေကတော့ခဏတော့သူတို့နဲ့အတူတူဝိညာဉ်ဥတွေကိုလာပြီးတော့တိုက်ခုပေးတယ်အဖွဲ့၃ဖွဲ့ကလူတွေပဲအဲ့ဒီကောင်တွေရဲ့အရှိတသက်မှာတော့ကြောက်သုံးကြီးတုံးရှိတယ်ကြောက်သုံးပေါ်မှာလူတယောက်ကရက်နေတယ်ပြီးတော့သူ့ရဲ့ဘေးနားမှာလည်းဘယ်တယောက်ညာတယောက်သူတို့တွေကချန်ဖန်တို့အဖွဲ့ကိုကြည့်ပြီးတက်ခိခိနဲ့ရည်နေကြတယ်အဲ့ဒီနေရာကိုမူချန်တို့ရောက်သွားတာနဲ့ဟို၃ကောင်ကလည်းမူချန်တို့စီကိုအကြေးရောက်လာတယ်မူချန်ကလည်းသူတို့ကိုပြန်ပြီးတော့စိုက်ကြည့်နေတယ်အဲ့ဒီ၃ကောင်ကိုမြင်တာနဲ့အန်းရန်တို့ကပြောတယ်အဲ့ဒါကဓာတ်သုံးတဲ့တခင်မဟုတ်ဘူးလားပြီးတော့သူတို့ရဲ့ပခုံးမှာလည်းဓာတ်တွေတင်ထားကြတယ်မူချန်ကပြောတယ်ဓာတ်သုံးတဲ့တခင်ဟုတ်လားဒီနာမည်တွေကိုကျောင်းမှာသူကတခါမှမကြားဘူးဒါကိုအန်းရန်ကရှင်းပြတယ်သူတို့ကဝမ်အိန်တော်ကညီကို၃ယောက်ပဲခေါင်းဆောင်ကဝမ်တုံဒုတိယကဝမ်လီနဲ့တတိယကဝမ်ကျုံပဲသူတို့ကဓာတ်ပညာမှာကျွမ်းကျင်တဲ့အတွက်ကြောင့်ဓာတ်သုံးတဲ့တခင်လို့လူသိများတယ်အဲ့ဒီ၃ကောင်ကတစ်ချိန်လုံးကလီရွှန်တုံကိုစိန်ခေါ်ဘူးတယ်ဒါပေမဲ့နောက်ဆုံးတော့သူတို့လည်းလီရွှန်တုံကိုရှုံးသွားပြီးတော်တော်ကြာပျောက်ကွယ်သွားတယ်ကောလာဟာလာတွေရသူတို့ကအလင်းနဲ့မြင်ထဲမှာပဲအသွင်အားကြီးစဉ်ကိုလေးချင်းနေကြလို့ကြားမိတယ်အဲ့ဒါကြောင့်ပဲဒီနှစ်တွေထဲမှာဘဒူကမှသူတို့ကိုမမြင်မိကြတော့တာဒါပေမဲ့သူတို့ကိုတော့အထင်သေးလို့မရဘူးနော်သူတို့ကလီရွှန်တုံကိုတော့စိန်ခေါ်ခဲ့တယ်မူချန်ကတော့အဲ့ဒီ၃ကောင်ကိုတတိကြီးထားလိုက်တယ်အန်းရန်ကဆက်ပြီးတော့ရှင်းပြတယ်သူတို့၃ယောက်ကညီကိုအရင်နေဖြစ်တယ်လို့သူတို့ရဲ့စွန့်နယ်မှုကလည်းအရန်ကိုနှက်ဆိုင်လွန်းတယ်ဘယ်ရန်သူပဲလက်လာသူတို့ကအမြဲတမ်း၃ယောက်ပေါင်းပြီးတိုက်ခိုက်လေးရှိကြတယ်အဲ့ဒါကြောင့်ပဲသူတို့ကိုတိုက်ခိုက်ရတာအရန်ကိုခက်ခဲတယ်မူချန်တို့စကားပြောနေတဲ့အချိန်မှာပဲအသားညွန့်ညွန့်အငယ်လေးတယောက်ကလှမ်းပြီးတော့ပြောတယ်ဟာနောက်ဆုံးတော့မင်းတို့ရောက်လာပြီပေါ့ဒါကိုနောက်တစ်ယောက်ကပြောတယ်မင်းတို့သိလားငါတို့မင်းတို့ကိုစောင့်နေတာနေ့တစ်ဝက်လောက်ရှိနေပြီမူချန်ကလည်းဂယူးမဆိုင်တဲ့ပုံစံမျိုးနဲ့ပြန်ပြီးပြောလိုက်တယ်ဟုတ်လားငါ့ကိုစောင့်နေတယ်ပေါ့လေဒါဆိုရင်ငါကမင်းတို့ကိုဘာကူညီပေးရမလဲဒါကိုဟိုအငယ်လေးကပြောတယ်တိတ်တော့မရှိပါဘူးငါတို့ညီကို၃ယောက်ကဒီနေရာကိုမျက်စိကြားနေတာကြားပြီးဒါပေမဲ့မင်းတို့ကလက်ဦးမှုယူသွားတော့ဆိုတော့အရန်ကိုခြိုင်းဆိုင်လွန်းတယ်သူကပြောဆူပဲအရှိမလဲနေတဲ့အဖွဲ၃ဖွဲကိုလက်ညှိုးထိုးပြီးပြောတယ်ပြီးတာလည်းမူချန်ဘက်ကိုလှည့်လိုက်တယ်မင်းရဲ့ဝိညာဉ်အလင်းတန်းအားလုံးကိုငါတို့စီကိုလှမ်းပေးလိုက်ဒီမှာငါတို့ကြောင့်အတုံးယုံဖြစ်နေကြတဲ့ကောင်တွေကိုမြင်လားမင်းတို့ကမပေးဘူးဆိုရင်တော့မင်းတို့တွေလည်းဒီကောင်တွေလိုဖြစ်သွားလိမ့်မယ်မူချန်ကဘာမှပြတ်မပြောဘဲနဲ့အဲကောင်တွေရှိတဲ့နေရာကိုတလှမ်းချင်းရှောက်ပြီးတော့သွားတယ်လော်လီကလည်းပြုံးစစီနဲ့မူချန်ရဲ့အနောက်ကနေလိုက်သွားတယ်အန်းရန်တို့ကတော့သူတို့ရဲ့ဝိညာဉ်စွမ်းရည်တွေကိုတတိကြီးကြီးနဲ့စာပြီးတော့ထုတ်ထားလိုက်တယ်ဒါကိုမြင်သွားတော့ဟိုအငယ်ဆုံးလေးကပြောတယ်ဟမ်စိတ်ဝင်စားစရာပဲငါတို့ညီကို၃ယောက်ကဂူကောင်းပြီးလေ့ကျင့်နေတာများသွားလို့ငါတို့ရဲ့တည်င်းကိုမကြားဘူးတာပဲဖြစ်တော့မယ်
ပြောဆိုပဲအဒီကောင်ကသူ့ရဲ့ပဟုံးမှတင်ထားတဲ့ဓာတ်ကိုဝှေ့ရန်လိုက်တယ်ဓာတ်ရဲ့အလင်းရောင်တွေကမူချန်တို့စီကိုပြေးဝင်လာတယ်မူချန်ကလည်းသူ့စီဝင်လာတဲ့ဓာတ်ချက်တွေကိုသူ့ရဲ့လက်ထဲမှာရှိတဲ့မီးတောက်နေနဲ့ပြန်ပြီးတော့ခုခံလိုက်တယ်ဟိုကောင်တွေကစပြီးတိုက်ခိုက်တော့အန်းရန်ကအော်ပြောတယ်ဝမ်တုံဒါနတို့ဘာလောက်တာလဲဒါကြီးမဲ့ဟိုကောင်တွေကတော့အန်းရန်ကိုရှိလို့ရှိမှန်တော့မသိဘူးသူကပြောတယ်လီရွှန်တုံရဲ့တိုင်ခွဲ၃ခွဲကိုခုခံနိုင်တဲ့မင်းရဲ့အရင်ချေကမစိုးဘူးပဲငါတို့မင်းကိုမတိုက်ခိုက်ချင်ပါဘူးဒါပေမဲ့ငါတို့လိုချင်တာကမင်းစီမှာရှိနေတဲ့ဝိညာဉ်အလင်းတန်းတွေပဲပြီးတာနဲ့ဝမ်တုံရဲ့အချေကမူချန်ရဲ့နောက်မှာရှိတဲ့လော်လီစီကိုရောက်သွားတယ်ပြီးတော့သူကပြောတယ်ဒါပေမဲ့သူမကိုလည်းငါတို့စီကိုလွှဲပေးရမယ်ဘာမှမစိုးရိမ်နဲ့ငါတို့ဘာမှမလုပ်ဘူးလီရွှန်တုံကသူမကိုစိတ်ဝင်စားနေတယ်လို့ငါတို့ကြားမိတယ်ဒါကြောင့်သူမကိုတုံပြီးတော့ငါတို့သူ့ကိုစိန်ခေါ်ခြင်းလို့ဒီစကားကိုကြတော့အန်းရန်တို့ကတော်တော်လေးထိတ်လန့်သွားတယ်သူတို့ထိတ်လန့်တာကဟို၃ကောင်မဟုတ်ဘူးမူချန်ကိုပဲမူချန်ရဲ့မျက်နှာကအခုဆိုရင်တော်တော်လေးကိုအေးသည့်အေးဆက်ကြီးဖြစ်သွားပြီမူချန်ရဲ့ပြောင်းလဲသွားတဲ့အသွင်ပြင်ကြောင့်ဟို၃ကောင်ကလည်းတတိကြီးနဲ့သူတို့ရဲ့လက်နက်တွေကိုဆွဲကင်ထားလိုက်တယ်မူချန်ကဟို၃ကောင်ကိုပြောတယ်ရေမှန်းချက်ကြီးပေမဲ့အစွမ်းစားမရှိဘူးလီရွှန်တုံကမင်းတို့ကိုပြိုင်ဘက်လို့မတတ်မှတ်တာမထူးဆန်းပါဘူးဝမ်လီကအော်ပြောတယ်မင်းသိချင်နေပြီနဲ့တူတယ်ခွာဆိုင်ကောင်းရင်ကူပြောင်းခြင်းအစ်စ်မှရှိသေးတဲ့လူသစ်တွေကငါတို့ညီအကိုကိုရန်စရဲတယ်ပေါ့ဒီအတိုင်းဆိုရင်လီရွှန်တုံရဲ့တန်းခွက်၃ခွက်ကိုခုခနိုင်တယ်လို့ကိုအရန်ကိုအထင်ကြီးနေတဲ့ပုံပဲဝမ်လီကသူ့ရဲ့လာချမ်းပုံသဏ္ဍာန်ရှိတဲ့ဓာတ်ဟုတ်ကိုင်ဝင်းညင်စွမ်းအားတွေထုတ်ပြီးတော့မူချန်စီကိုတလန်းချင်းရှောက်ပြီးတော့လာတယ်သူထိုးလိုက်တဲ့စွမ်းအင်ကိုကြည်ချင်းဟာပြဒီကောင်ကကောင်းရင်ကူပြောင်းခြင်းအလဲလက်အဆင့်ကိုရောက်နေပြီးအကရဲ့သူတို့၃ယောက်တောင်ပေါင်လိုက်မှဆိုရင်ကောင်းရင်ကူပြောင်းခြင်းနောက်ဆုံးအဆင့်ရှိတဲ့သူနဲ့တောင်ရှင်ပြိုင်လို့နိုင်တယ်ဝမ်လီကပြောတယ်တင်နာလေးမင်းရဲ့ဝိညာဉ်အလင်းတန်းအကွက်လုံးနဲ့ကောင်းမလေးကိုလွှဲပေးရင်အရာအလုံးကအဆင်ပြေသွားမယ်ဒါပေမဲ့ငါတို့ရဲ့ငဲ့ညာမှုကိုမင်းကစမ်းကျင်နေတယ်ဆိုတော့မင်းကိုသင်ခန်းစာပေးရတာပေါ့ပြီးတာနဲ့သူ့ရဲ့ခန္ဓာကိုယ်ကပျောက်ကွယ်သွားပြီးမူချန်ရဲ့ခေါင်းပေါ်မှာပြန်ပြီးတော့ပေါ့လာတယ်သူ့ရဲ့ဓာတ်ကိုဝှေ့ရန်လိုက်တာနဲ့မိုးချင်းတန်တဲ့သူဓာတ်ကနေအလင်းရောင်တွေဖြာထွက်လာတယ်အဲ့ဒီဓာတ်အလင်းတန်းတွေကမူချန်ရှိတဲ့နေရာကိုတွားထိပ်ပြီးတော့မြေပြင်ကပတ်ကြားအဲ့တွေဖြစ်ကုန်တယ်အန်းညံတို့ကတော့မူချမ်းမဆောင်တာကိုမြင်ပြီးတော့တော်တော်လေးကိုစိုးရိမ်သွားတယ်ဒါပေမဲ့လော်လီကတော့အေးအေးဆေးဆေးပဲသူ့ရဲ့ဓာတ်ကိုကင်ပြီးတော့ကြောင်သုံးပေါ်မှာရှိနေတဲ့နှစ်ကောင်ကိုသူကစိုက်ကြည့်နေတယ်ဝမ်လီကတိုက်ခိုက်ပြီးတာနဲ့သူကပြောတယ်ပထမတိုက်ကွက်နဲ့တင်ကြာရှုံးသွားတယ်မင်းလီရွှန်တုံရဲ့တိုင်ကွက်ကိုဘယ်လိုခုခံလိုက်လဲဆိုတာငါစဉ်းစားလို့ကိုမရဘူးသူ့ရဲ့စကားဆုံးသွားတာနဲ့သူ့ရဲ့အနောက်ကနေဟုတ်လားဆိုတာအတန်ထွက်လာတယ်ဝမ်လီကချက်ချင်းဓာတ်ကိုဝှေ့ရန်လိုက်တယ်ဒါပေမဲ့သူ့ရဲ့ဓာတ်ချက်ကိုအနှဲ့ရောင်မီးတောက်တွေကပြန်ပြီးတော့ကကွယ်ထားတယ်မူချန်ရဲ့ခုခံမှုကြောင့်ဝမ်လီရဲ့လက်တွေတုံခါသွားတယ်ဒါပေမဲ့သူ့ရဲ့ဓာတ်မှာတော့အလင်းရောင်တွေတောက်ပနေတယ်မူချန်ရဲ့မီးနဲ့ထိသွားတာနဲ့သူ့ရဲ့ဓာတ်မှာရှိတဲ့အလင်းရောင်တွေကချက်ချင်းမှိမ့်မိန်ကုန်တယ်ဝမ်လီကချက်ချင်းဆိုလို့အနောက်ကိုခုန်ပြီးဆုပ်လိုက်တယ်ဒါပေမဲ့ဒီအချိန်မှာပဲလူတစ်ယောက်ကသူ့ကြီးကိုပြေးဝင်လာပြီးသူ့ရဲ့ခန္ဓာကိုယ်ကိုလက်သီးတစ်လုံးပြက်ကျွေးလိုက်တယ်ဖုံးနဲ့တန်တဲ့သူဝမ်လီကအဝေးကြီးကိုလွတ်ထွက်သွားတယ်သူ့ရဲ့ကြွတ်သားတွေကလည်းအမြောင်မြောင်ပြတ်ထွက်ကုန်တယ်အားလုံးရဲ့အကြီးတွေကတော့မူချန်စီမှာပဲခွာဆိုင်ကောင်းကင်ကူးပြောင်းခြင်းအစိမ့်မှရှိတဲ့မူချန်ကကောင်းကင်ကူးပြောင်းခြင်းအလဲလက်ဆင်းရှိတဲ့ဝမ်လီထက်ကိုအများကြီးတနေတယ်ဝမ်လီကချက်ချင်းပြန်ထားတယ်ပြီးတော့လည်းကောင်းကင်ဘုံကိုပြန်သက်သွားတယ်ဒါပေမဲ့မူချန်ကသူ့ရဲ့အမြင့်မှရောက်နေပြီးတော့မီးလက်သီးတွေနဲ့သူ့ကိုတရဇက်တိုက်ခိုက်တယ်သူကလည်းသူ့ရဲ့ဓာတ်ကိုအလင်းရောင်တွေထုတ်ပြီးတော့အဲ့ဒီလက်သီးချက်တွေကိုပြန်ပြီးတော့ကကွယ်တယ်ဒါပေမဲ့သူ့ရဲ့ဓာတ်ကအဲ့ဒီလက်သီးနဲ့ထိလေအယောင်တွေကပို့ပြီးမှိန်လာလေပဲတချမ်းမှာတော့မူချန်ကသူ့ရဲ့အင်အားအကောလုံးတုံးပြီးတော့ဝမ်လီဓာတ်နဲ့ကထားတဲ့နေရာကိုအားရပါရထိုးလိုက်တယ်အဲ့ဒီအချိန်ကြောင့်ဝမ်လီကအောက်ကိုကျဲအကျွေတဲ့အလားပဲပြုတ်ကျလာတယ်မြေချိုက်ကြီးကလည်းအကြီးဖြစ်သွားတယ်ဖုံမိုးတွေလစ်ဆွင့်သွားတာနဲ့ဗဇက်ကနေသွေးတွေယိုကျနေတဲ့ဝမ်လီကိုမြင်ရတယ်ဝမ်လီကတော့သူဒီလိုခံလိုက်ရတာကိုလုံးဝမယုံကြည်နိုင်တယ်လို့ဖြစ်နေတယ်အန်အော်တင်းနေတဲ့ဝမ်လီကိုမူချန်ကပြောတယ်ငါလီရွှန်တုံရဲ့တန်းခွက်၃ခွက်ကိုဘယ်လိုခုခံလိုက်တယ်လဲဆိုတာမင်းအခုတော့နားလည်သွားပြီလားမူချန်ရဲ့စကားအတန်ဆုံးသွားတာနဲ့ဝမ်လီလဲနေတဲ့နေရာမှာမူချန်ကလာပြီးပေါ့တယ်သူ့ရဲ့ခန္ဓာကိုယ်မှာလည်းငွေအောင်စွမ်းအင်တွေထွက်ပေါ်လို့နေတယ်ဝမ်လီကမူချန်ကိုမြင်တာနဲ့ချက်ချင်းထပြီးတော့ပြီးတယ်ဒါကြီးမဲ့ငကားဟိန်းတန်ကြီးတစ်ခုထွက်ပေါ်လာပြီးတော့ဝမ်လီရဲ့အရှိသက်သက်မှာမူချန်ကတွားပြီးတော့ပေါ်လာပြန်တယ်မူချန်ပေါ်လာတာနဲ့ဝမ်သုံးနဲ့ဝမ်ကြုံကထပြီးတော့អော်တယ်မူချန်မင်းလုံရဲလို့လားဟိုနှစ်ကောင်ကဝမ်လီကိုတွားခဲ့ဘူးလို့တယ်ချက်ချင်းဆိုသလိုအရှိကိုခြေလန်းလှမ်းလိုက်တာနဲ့ဓားပြန်တစ်ခုကသူတို့ရဲ့ရှိမှလာပြီးတော့ကြားတယ်ချက်ချင်းဆိုသလိုပဲသူတို့ကလည်းအနောက်ကိုခုတ်ပြီးတော့ဆုပ်လိုက်တယ်လော်လီကဓားရဲ့အနားမှာပြန်ပြီးတော့ပေါ်လာတယ်မြေကြီးမှာကြာနေတဲ့ဓားကိုဆွဲနှုတ်ပြီးတော့သူတို့စီကိုတလန်းချင်းရှောက်လာတယ်ဒီနှစ်ကောင်အခုနားလဲသွားတာကတော့လော်လီကသူတို့ရိုးရိုးသွားရှင်လို့မရတဲ့သူဆိုတာပဲဒီချိန်မှာပဲလူတစ်ယောက်ကအော်တန်နဲ့တူလွန့်ထွက်လာတယ်ကြောက်သုံးတွေရှိတဲ့နေရာမှာသွားထိပ်သွားတယ်ကြောက်သုံးတွေကလည်းအစိမ့်စိမ့်မှမှာကျွေထွက်သွားတယ်အဲ့ဒါကတော့ဝမ်လီပဲ
ပါဇက်ကနေသွေးတွေယိုကျနေပြီးတော့သူကမသိရင်တက်စီတကောင်မြင်တဲ့အတိုင်းပဲထိတ်ထိတ်ပြပြဖြစ်လို့နေတယ်ပြီးတော့မူချန်ကအဲ့ဒီဝမ်ညီကို၃ကောင်ကိုပြောတယ်ဒါကမင်းတို့ရဲ့စွမ်းအားအကောလုံးပဲလားဒီစွမ်းအားအကောလုံးသုံးပြီးတိုက်ခိုက်မယ်ဆိုပြီးတော့လီရှွန်တုံကိုတွားမချနဲ့မင်းတို့တွေကကိုဆောက်ရှက်ကိုခွဲတယ်လို့ဖြစ်သွားလိုက်မယ်ဒါကိုအကြီးဆုံးကောင်ဖြစ်တဲ့ဝမ်တုံကသူ့ရဲ့ဓာတ်ကိုချက်ချင်းကန်လိုက်တယ်မင်းတို့ရဲ့အစွမ်းနဲ့အကောင်ထုတ်လိုက်စမ်းပါမင်းတို့ရဲ့စကားအတွက်တန်ရတန်ကြီးပေးရမယ်ဆိုတာလည်းလုံးဝမမိနဲ့မင်းဒီမှလာပြီးလေကြီးလူကျယ်တွေပြောမနေနဲ့မင်းရဲ့ခံမှန်းချက်တွေမှားစေရမယ်ဆိုတာငါတက်သိပြမယ်ငါတို့ညီကို၃ယောက်ကိုရှင်နိုင်တဲ့အစွမ်းမင်းမှမရှိသေးဘူးပြောပြောဆိုဆိုပဲသူကင်လာရဲ့ဓာတ်အကြီးကတဖြည်းဖြည်းနဲ့စွမ်းအားတွေတောက်ပလို့လာတယ်အဲ့ဒီဓာတ်ကထွက်ပေါ်နေတဲ့စွမ်းအားတွေကြောင့်မြေကြီးတွေကတဖြည်းဖြည်းနဲ့အကွဲလာတယ်သူကပြောတယ်ငါတို့ညီအကူရဲ့အစွမ်းတွေကိုမြည်ကြည့်လိုက်ပေါ့ဒီအရာကလူရှွန်တုံတော့ငါတို့ပြင်လာခဲ့တာဒါပေမဲ့ဒီနေ့လီစကားတွေပြောနေတဲ့မင်းကိုအရင်မြည်ခိုင်းကြည့်ရမယ်ငါတို့ရဲ့အစွမ်းကိုမြည်ခုခံနိုင်မလားဆိုတာစမ်းကြည့်ရသေးတာပေါ့ဝမ်တုံရဲ့ဓာတ်ကစွမ်းအားတွေတောက်ပလာတာနဲ့အနောက်မှာရှိနေတဲ့ဝမ်လီနဲ့ဝမ်ကျုံတို့ကလည်းချက်ချင်းတီးလိုက်တယ်သူတို့ရဲ့ဓာတ်တွေကိုသူတို့ကလည်းစွမ်းအင်းတွေထည့်လိုက်တယ်သူတို့ရဲ့ဓာတ်မှစွမ်းအင်းတွေတောက်ပလာတာနဲ့ကောင်းကင်ဘဝနဲ့တော်တော်လေးကိုကြဲလောင်တဲ့မိုးထိန်တိုင်ကြီးထွက်ပေါ်လာတယ်၃ယောက်တိုက်ဖို့ပြင့်နေတဲ့ဝမ်ညီကို၃ကောင်ကိုအန်းရန်ကအော်ပြောတယ်ဝမ်တုံငါတို့ညီကို၃ယောက်ကစောက်ချက်မရှိကြဘူးလားငါတို့လိုစီနီယာ၃ယောက်ကလူသစ်လေးတယောက်ကိုပေါင်းပြီးတိုက်ခိုက်ရဲလာအောင်မင်းတို့ကအရှက်မရှိဘူးပေါ့လေဒါကိုဝမ်တုံကအော်ပြောတယ်ငါတို့ညီကို၃ယောက်ကအတူတူတိုက်ခိုက်လေးရှိတယ်ဆိုတာအားလုံးသိကြတယ်ငါတို့ရဲ့ပြိုင်ဘက်ကအားနေတဲ့သူပဲဖြစ်ဖြစ်အားကြီးတဲ့သူပဲဖြစ်ဖြစ်ငါတို့ကပေါင်းပြီးတိုက်ခိုက်မှာပဲဟို၃ကောင်ရဲ့စွမ်းအားတွေကတဖြည်းဖြည်းနဲ့မူချန်ကိုဖုံးအုပ်လို့လာတယ်မူချန်ကလည်းအရှိကိုခြေတလန်းတိုးပြီးတော့အစင်သင်းနေထားနဲ့နေလိုက်တယ်လော်လီကပြောတယ်မူချန်ငါအနေနဲ့အတူတူတိုက်ခိုက်ပေးရအောင်မလားအဲ့တော့မူချန်ကပြန်ပြောတယ်နေဝိုင်းပြီးမတိုက်ခိုက်နဲ့ငါ့ကိုအားပေးနေရင်ရပြီလော်လီကမူချန်ရဲ့စကားကြောင့်ချက်ချင်းအနောက်ကိုဆုတ်သွားလိုက်တယ်ဒါအုံမြင်တော့အန်းရန်တို့၃ယောက်ကချက်ချင်းလော်လီကိုလာပြီးပြောတယ်မူချန်တယောက်တည်းနဲ့အဆင်ပြေပါမလားဒါကိုလော်လီကပြုံးပြီးတော့ပြန်ပြောတယ်စီနီယာမန်အန်းရန်မူချန်ကိုဘာမှမစိုးရိမ်နဲ့မူချန်ကတဖြည်းဖြည်းနဲ့ကောင်းကင်ဘုံကိုပြန်တက်သွားတယ်ဟို၃ကောင်ကလည်းလိုက်ပြီးတော့ပြန်တက်လာတယ်သူတို့ရဲ့စွမ်းအားတွေစူးစီးထားမှုကြောင့်ကောင်းကင်ဘုံမှာတိတ်နေအလိမ့်လိုက်တက်လာပြီးသူတို့ရှိတဲ့နေရာမှာမိုးထိန်တန်တွေထွက်ပေါ်နေတယ်ပြီးတာနဲ့သူတို့၃ယောက်ပေါင်းပြီးတော့ဓာကြီးကိုဖွေရန်လိုက်တာနဲ့စပ်ဝိုင်းချိုင်းပုံတရံမျိုးမူချမ်းကြီးကိုပြေးဝင်သွားတယ်မူချမ်းရကိုတွေကနေငကားဟင်းတန်ထွက်ပေါ်လာတယ်နဲ့ဟိုဓာ၃ချက်ကလည်းတူးစီကိုရောက်လို့လာတယ်ဒါပေမဲ့ပေါဝဲတန်ကြီးတာထွက်ပေါ်လာတယ်မူချန်ကတော့အဲ့နေရာနေလုံးဝကိုပျောက်ခွေသွားတယ်သူတို့ရဲ့တိုက်ခိုက်မှုကြာရှုံးသွားတာနဲ့သူတို့ကပြောတယ်ဟာတော်တော်လေးကိုမြန်တာပဲဒါကိုဝန်တုံကအော်ပြီးတော့ပြောတယ်ဘဲဘက်ချန်မှဒီကောင်ပေါ်လာလောက်တယ်အဲ့လိုပြောပြီးတာနဲ့ဘဲဘက်ချန်ကိုလှမ်းပြီးတော့ခုတ်လိုက်ပြန်တယ်တကယ်တမ်းပဲဘဲဘက်ချန်မှမူချန်ကပေါ်လာတယ်ဒါပေမဲ့ဟို၃ကောင်ကပြန်ပြီးတော့ဓာတ်နဲ့ခုတ်လိုက်တော့စဝိုင်းချန်ကမူချန်စီကိုရောက်သွားပြန်တယ်ဒါပေမဲ့ဒီတစ်ခါမှလည်းမူချန်ကသူရှိတဲ့နေရာကနေနောက်တစ်ခါပျောက်ကွယ်သွားပြန်တယ်ဒါကိုသတိထားမိသွားတဲ့ဝန်တုံကပြောတယ်မင်းတို့ကောင်နေသတိထားကြသူ့ရဲ့အမြန်နှုံးကိုတုံးပြီးငါတို့ကိုအနိုင်ယူချင်နေတာမူချမ်းပြောက်ခွဲသွားတာနဲ့ဝန်တုံကပြောတယ်မင်းတို့ကောင်နေသိလားဒီကောင်ကငါ့ကိုအနိုင်ယူချင်နေတာသူတို့၃ယောက်လုံးမှာဝန်တုံကစွမ်းအားအကြီးဆုံးပဲဝန်တုံကိုရှင်းပြနိုင်တာနဲ့ကြံတဲ့နှစ်ကောင်ကိုမူချမ်းကအေးအေးဆေးဆေးရှင်းပြလို့ရနေပြီအဲ့တော့သူတို့တွေကပို့ပြီးတော့ဂယူးဆိုင်ရတော့မယ်ဒီတခါမူချမ်းပေါ်လာတာနဲ့ဝန်တုံကမတိုက်ခိုက်ဘူးဒါပေမဲ့ကြံတဲ့နှစ်ကောင်ကမူချမ်းရှိတဲ့နေရာကိုဓာတ်နဲ့ထွေးရန်လိုက်တာနဲ့ဓာလီနန်ကမူချမ်းစီကိုရောက်သွားပြန်တယ်ဒါပေမဲ့ဒီတစ်ခါမှတော့မူချမ်းကပျောက်မသွားဘူးအဲ့ဒီဓာချက်တွေကသူ့ရဲ့အနာကိုရောက်လာတာနဲ့ဆွေရောင်စီတွေတစ်ခုကထွက်ပေါ်လာပြီးအဲ့ဒီဓာချက်တွေကိုခုခံလိုက်တယ်ပထမဆုံးဓာချက်နှစ်ချက်ကိုမူချမ်းခုခံလိုက်နိုင်တယ်ဆိုပေမဲ့ဝန်တုံကသူ့ရဲ့ဓာကိုဖွင့်ရန်လိုက်တာနဲ့ဓာရဲ့စွမ်းရည်တွေကဇပွဲအုံးမွေဖြစ်ပြောင်းလဲသွားပြီးမူချမ်းရဲ့ဇီဒီကိုတွားပြီးတော့ထိတ်တယ်မွေကြီးကဇီဒီကိုတွားထိတ်တာနဲ့မူချမ်းကဇီဒီကိုပြန်ပြီးတင်လိုက်တယ်ပြီးတော့အနောက်ကိုဆုပ်ရင်းနဲ့သူ့ရဲ့လက်ကနေတင်ငေသားတွေပြောင်းလဲလိုက်တယ်သူ့ရဲ့လက်သိင္ကေသားဆုံးသွားတာနဲ့မူချန်ရဲ့အနောက်မှာတော်တော်လေးကိုကြီးမားတဲ့ကြားကြီးတစ်ကောင်ပေါ်လာတယ်။ပြီးတော့သူ့စီကိုပြေးဝင်လာတဲ့မွေကြီးကိုကြားကြီးနဲ့ရင်ဆိုင်လိုက်တယ်။ဟိုးရင်တော့ဆိုရင်ဒီကြားစီရင်ကိုလှုပ်ဖို့မူချန်ကတော်တော်လေးကိုအချိန်ယူရတယ်။ဒီနောက်ပိုင်းမှာမူချန်ကတိုးတက်လာပြီးဆိုတော့ဒီကြားစီရင်ကိုဖော်ဖို့သူ့အတွက်ဘာမှအချိန်မလိုတော့ဘူး။မူချန်ရဲ့ကြားကြီးကသူ့စီကိုဝင်လာတဲ့ဇပယ်အုံးမွေကိုအပိုင်းပိုင်းဖြစ်အောင်ဆွဲဆုပ်ပစ်လိုက်တယ်။အပိုင်းပိုင်းဖြစ်သွားတဲ့သူ့ရဲ့ဇပယ်အုံးမွေကိုကြည့်ပြီးဝန်တုံကတော်တော်လေးကိုထိတ်လန့်သွားတယ်။ပြီးတာနဲ့သူ့ရဲ့နောက်ကနှစ်ကောင်ကိုပြောတယ်အဲ့ဒီတိန်နာလေးကနတ်ဖျားအဆင့်ဝိဇ္ဇာပညာရက်တွေကိုထုတ်သုံးလိုက်နေဗလားဝန်တုံကစိတ်တွေကနေတွေးလိုက်ပြီးမူချန်ကိုတာမန်ရှင်လို့မရတော့ဘူးဆိုတာကိုအဲ့တော့မူချန်ကိုအော်ပြောတယ်ဟဲ့အောင်မင်းတယောက်တည်းနတ်ဖျားအဆင့်ဝိဇ္ဇာပညာရက်တွေကိုထုတ်သုံးနိုင်တယ်လို့မင်းထင်နေတာလားသူကအရှိကိုခြေတလန်းလှမ်းလိုက်တာနဲ့သူ့ရဲ့ကိုရီးယားနဲ့အလင်းရောင်နဲ့တောက်ပလာတယ်ပြီးတော့ကောင်းကင်ပေါ်မှာလည်းမိုးသိမ့်နေစူယုံလို့လာတယ်ဒီနေ့ဗီဒီယိုဒီမှာပဲရပ်ထားမယ်အဆက်ကိုမနှက်ဖက်မှထပ်ပြီးတင်ပေးမယ်
ဒီနေ့ဖို့ဘပိုင်အားလုံးကျေးဇူးတင်ပါတယ်